Okay နော်ဒီမှာကျွန်တော်တို့ Photoshop file လေး run နေတာပေါ့နော် Photoshop file လေး run နေရပေါ့တော့ကျွန်တော်ထည့်လိုက်မယ်ဆိုရင် C ဘိုင်းနဲ့ရောက်အောင်ပေါ့နော်သူကတော့ C ဘိုင်းနဲ့ရောက်အောင်ပေါ့ဒီကောင်လေးကတော့ခွေးတော့တင်ထားပါတယ် Okay ဒါပြင်ကျွန်တော်တို့ဒီ fishing ဆိုတာလေးနေပြီပေါ့နော်ဒီကောင်လေးနေပြီပေါ့နော်နေပြီဆိုရင်ကျွန်တော်တို့ခေါင်းပြန်ပြီးတော့ထွက်မယ်ပေါ့နော်တစ်ချက်နှစ်ချက်အဲ့ဆိုရင်မှကျွန်တော်တို့သူက craft file မှာနော် Adobe ဒါမှမဟုတ်ဆွဲကြည့်မယ်ပေါ့ Adobe CS3 မှာအဲ့ထက်နေမယ်ပေါ့နော်ကျွန်တော် craft file ဟို coffee ယူမယ်ပေါ့ဒီကောင်လေး coffee ယူမယ်ပေါ့နော် control C နဲ့ပဲယူမယ်ပေါ့ control C control V ဒါမှမဟုတ်လည်းရိုးရနေပြီကျွန်တော်တို့ control V ကတော့ပေးချတာပေါ့နော်ကျွန်တော် control C နဲ့ပဲယူလိုက်မယ် shortcut ပဲသုံးတော့မှာပေါ့ control C အဲ့ဒါနဲ့ဒါမှမဟုတ်ပေါ်သွားမယ်နော်အဲ့ဆိုရင်ကျွန်တော် minimize ကလေးနဲ့တစ်ချက်ထွက်မယ် minimize နဲ့တစ်ချက်ထွက်မယ်အဲ့ကျွန်တော် DPC လောက်ဝင်မယ်ပြီးရင်ကျွန်တော်တို့ကဒီ C ဘိုင်းနဲ့ရောက်ရတဲ့အတွက်ကျွန်တော်တို့ဒီမှာတက်တော့ရ C ဘိုင်းနဲ့ဝင်မယ်ပေါ့နော် programming 86ဆိုတဲ့ဥစားတွေဝင်မယ်ပြီးတော့ Adobe တွေဝင်မယ်ပြီးတော့ Photoshop CS3 ဆိုတဲ့ထဲဝင်မယ်ဟုတ်ပြီအဲ့ပေါ်ဒီပေါ်မှာတစ်ချက်နေမယ်ပြီးရင်ဒီပေါ်ပေးချမယ်ပေါ့နော်ပေးချမယ်ဆိုတော့ကျွန်တော် control V နဲ့ပေးချမယ်ပေါ့ control V အဲ့ဆိုရင်ဒီလိုလေးပေါ်လာမယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ file ဆိုတဲ့ဥစ္စာလေးကိုဒါမှမဟုတ်တစ်ချက်ဒီပေါ်မှာ file လေးချပြပါနော်ဟုတ်ပါအဲ့ဆိုရင်ကျွန်တော်တို့ Photoshop ထုတ်မယ်ပေါ့ပြင်အောင် Stamp view နဲ့မယ် Desktop ပေါ်တင်မယ်ကြည့်ပြီးမင်းနဲ့ငယ်ကောင်းနဲ့နေရာခင်းတာဟုတ်ကဲ့အားလုံးအပြင်သွားမှာနော်ဟုတ်ကဲ့သွားမှာဒါဆိုတော့ Photoshop လေးရပြီပေါ့နော်အားလုံးပဲစီပီနိုင်ကြပါစေကျေးဇူးတင်ပါတယ်